ယောက်ျားနဲ့အတူတူထိုင်းလီပွဲကိုကြည့်ရတဲ့ခန်းစားချက်လေးပြောပြပေး ပထမဆုံးအကွာချမ်းဆုံးဆိုရင်တော့ဒီဟာ9ယောက်ကြာပွဲမဟုတ်တော့အပြည့်အဝကြည့်ရတယ်ဗီဒီယိုမရိုက်တာဘူးအဲ့ဒါတော့အကွာချမ်းဆုံးချက်ပဲပြီးတော့ဒီကလေဒီဘောလုံးကွင်းရအခုဒီထိုင်းမှာတချို့ကွင်းတော့မရဘူးပေါ့နော်ကိုရဖူးတဲ့ကွင်းနေပေါ့ဒီကွင်းကတော်တော်ကောင်းတယ်ကွင်းကတော်တော်ကောင်းပြီးတော့သူက lighting တွေကလည်း share ပဲဒီရန်ကုန်မှာလည်းအမြဲတမ်းကြည့်ပါတယ်ရန်ကုန် United တို့တူဝနာတို့လိုက်ကြည့်ဘူးတဲ့အဲ့လိုရှမ်း United နဲ့ကန်နာတို့ဘာလို့အဲ့လိုလိုက်ကြည့်တဲ့ခါကျရင်လေကွင်းရဒီလောက်မကောင်းဘူးသိရမလားကိုယ်နိုင်ငံကကွင်းရလေအဲ့လိုဖြစ်စေခြင်းတယ်ကိုနိုင်ငံမကောင်းဆိုပေမဲ့ဒီထက်ပိုပြီးကောင်းစေချင်တာပေါ့နော်သူကအဓိက lighting ကွာတာဗျသိလားဒီမှာလေဟိုရန်ကုန်မှာအကန်တဲ့ပွဲတွေကညဘက်ကန်လို့ရှိရင်ဒီ lighting ကတိတ်ကိုအများကြီးကုန်တဲ့အတွက်ကြောင့်မလို့ညဘက်မကန်ကြတာနေကင်းဘက်ကန်တော့ဒီမှာကျတော့အဲ့လိုမီးတွေကစဟိုသူက commercial ရပတ်စံနေတဲ့တောင်တင်းတဲ့အတွက်ကြောင့်မလို့သူကလေအဲ့ဒီမီးတွေကလောကလင်းထိန်နေရပဲပြောမယ်ဆိုရင် facility တော်တော်ကောင်းတယ်ပေါ့နော်ထိုင်းဒီပွဲကြည့်ရတဲ့ဥစ္စာကောင်းတယ်ပျော်စရာကြီးပေါ့နော်ကန်တဲ့လူတွေလည်းတော်တော်ကောင်းတယ်ဖက်ဖြစ်နေရပဲကောင်းတယ်ဝမ်းသာပါတယ်ယောက်ျားနဲ့လာချင်ကိုယ်တိုင်ဒီလိုမျိုးဘဝမျိုးမရခဲ့တဲ့အတွက်ဒိုးလင်မယားတားလေးမွေပြီးအဲ့လိုဘွားရအောင်စူးစမ်းမယ်နော်ကိုသားလေးကိုတို့ထိုင်းလီလောက်ကတော့နှိမ့်တယ်ကျတော့ယူရိုဘက်ကိုပို့ကျင်တယ်ပို့တာဘလို့တမမပြည့်တယ်ချင်းမပို့ကဲကျွန်တော်တို့လင်မယားကအခုဒီထိုင်းလီပွဲလေးလိုက်ကြည့်နေရပါတော့ကျွန်တော်တို့အားပေးတဲ့အသင်းကဘယ်အသင်းလဲဆိုတာသိကြမရှိသေးဘူးကျွန်တော်တို့နှလုံးသားနဲ့တကယ်ချစ်တဲ့အသင်းကိုတော့အားပေးပြမယ်အခုတော့အသင်းရွေးနေရတော့မဟုတ်သေးဘူးတကယ်ချစ်သွားလို့ရှိရင်တော့အမြဲပါအားပေးပြမယ်လောဆယ်တော့ပွဲကောင်းလေးလိုက်အားပေးနေတာအခုပွဲရကြတော့ဒီ Port FC နဲ့ Burian နဲ့ပွဲကိုလာကြည့်တာဒီ Burian ကဖလားလေးယူပြီးသွားပြီနောက်ပွဲချန်ပီယံရှစ်ကန်စီယာရှိတော့ bench player တွေနဲ့ကစားနေရပါတော့ဒီ Port အသင်းကကြတော့ဒီပွဲနဲ့နောက်ပွဲနှစ်ပွဲလုံးနောက်ဆုံးနှစ်ပွဲပေါ့နော်အဲ့နှစ်ပွဲလုံးနိုင်သွားလို့ရှိရင်နောက်နှစ်ချန်ပီယံလိ elite အဆင့်ကိုကစားဝင်ရမှာဆိုတော့အလုံးဝအကျိတ်နဲ့ကစားနေအခုကတည်းကပထမပိုင်းမှာ3-0နဲ့နိုင်တော့ Port FC ကဒုတိယပိုင်းကအရန် 80 ဖြစ်နေပြီပေါ့နော်တက်ကင်သိမ့်မလို့တော့ဘူးပွဲကထိန်သွားတာပေါ့နော်ပြောရဆိုရင်မှတလုံးတက်ထွက်လာပြီအိုးထောင်ကန်သွားတယ်သူပြောသူတော့ပဲနှလုံးသားနဲ့ချစ်ရတဲ့အသင်းမရှိပါနှလုံးသားနဲ့ချစ်ရတဲ့လူတော့ရှိပါတယ်ဘယ်သူတော့ PK ပါချစ်ရမလားသူများကို